ဆရာမောင်တင်ဆန်ရေးသားထားတဲ့အောက်လန်ဘိုးထင်တဲ့နန်ရွာလို့အမည်ရတဲ့ဇလန်ကောင်းလေးရဲ့ပထမပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခင်ဗျ။ပေပင်ရွာမှာရှိတဲ့ကိုဝင်းဦးရဲ့နေအိမ်လေးမှာဖြစ်ပါတယ်။ကိုဝင်းဦးမှာအိမ်လေးရဲ့နောက်ဖက်တွဲလေးရဲ့စောက်ထားတဲ့ခက်သေးသေးမိဖို့ကြောင့်လေးမှာထမင်းအိုးကိုထမင်းရင်ငဲ့လို့နေပါတယ်။သူ့ရဲ့အနားမှာတော့ဘိုးထင်တဲ့ဖိုးထွေးတို့ရှိနေတယ်။ဘိုးထင်မှာကိုဝင်းဦးကိုသူတို့နဲ့လိုက်ခဲ့ဖို့အတွက်ကိုဖြောင်းဖြပြောဆိုရရှိပါတယ်။ကိုဝင်းဦးရာခမရကျုပ်တို့နဲ့လိုက်ခဲ့စမ်းပါဗျ။အမအေးမြင့်ကခမရပါမှအစင်ပြေမှာမို့လို့ပါလို့ပါဗျ။ဖြစ်ပါဘိုးထင်ဟာနင်းလည်းငါအကြောင်းသိရသားနေအိမ်မှာအမေနဲ့ငါနှစ်ယောက်တည်းရှိရလေငါနေတို့နဲ့လိုက်လို့ဘယ်လိုလုပ်လို့ဖြစ်မလဲဟဲ့အမေကအခုတလောတိတ်ကြမ်းမာတာမဟုတ်ဘူးကျုပ်ကလည်းကိုဝင်းဦးပါမှအစင်ပြေမှာကျုပ်တို့သွားမဲ့ခီးကိုမလိုက်ချင်လို့ကိုဝင်းဦးအကြောင်းပြနေရမလားခက်ရန်ကောငါဘာလို့နင်တို့နဲ့မလိုက်ချင်ရမှာလဲနင်တို့နဲ့ဖျားပွဲသွားတော့အောင်ငါလိုက်သေးတယ်မလားငါသွားတာများနေပြီလေဟဲ့လိုက်လို့မဖြစ်တော့လို့ပါဟဲ့တကယ်ပါဘိုးတင်ဟာသူပြောလို့မရတဲ့အခါမှာဖိုးထွေးကိုမင်းကောင်းလိုက်ပြီးတော့ကဲကိုဖိုးထွေးခမရလေကိုဝင်းကိုပြောကုန်လေဗျာဘိုးတင်ကအဲ့လိုပြောလိုက်တဲ့အခါမှာဖိုးထွေးဟာထမင်းအိုးငှဲ့ပြီးတော့ထမင်းအိုးကိုနှက်ဖို့ပြန်နေတဲ့ကိုဝင်းဦးကိုကြည့်ပြီးတော့ကိုဝင်းဦးခမရထူးထူးဆန်းဆန်းကြုံကျင်တွေ့ကျင်တယ်ဆိုအဲ့ဒါတော့ဟုတ်တယ်ပေါက်တူးနဲ့ကိုကိန်းငါ့ကိုပြောပြတာတွေလေအဲ့လိုမျိုးတွေတကယ်လက်တွေ့ကြုံကျင်တာအဲ့ဒါနားထောင်လို့တော့ကောင်းတယ်အခက်မသိရင်သေးနိုင်တယ်ဗျခမရသေးမှမကြောက်ဘူးလားလူတိုင်းကတော့သေးမှကြောက်တာပေါ့ဟဲ့ဒါပေမဲ့ကိုကသိကျင်တာပဲအဲ့လောက်တော့စွန့်စားရမှာပေါ့ခမရလိုက်ခဲလို့ရှင်အဲ့လိုတွေကြုံရတွေ့ရမှာမလိုက်ချင်လို့မှမဟုတ်တာဖိုးထွေးရဲ့မဖြစ်လို့မလိုက်ချင်တာငါအကြိုက်သွားလို့ရှင်ငါအမေဘယ်လိုလုပ်မလဲထမင်းစားဖို့ဆန်စီရှိတယ်ဆိုအောင်ထမင်းဟင်းကိုသူ့ခမရမချက်နိုင်တော့ဘူးထင်တယ်ဖိုးထွေးမှာကိုဝင်းဦးရဲ့စကားများကိုချက်ချင်းခွန်းတုံမပြန်သေးပဲအတန်းကြောင်တွေးတောလို့နေပါအဲဒီနောက်သူဟာတစုံတစ်ခုကိုတွေးမိဟန်နဲ့တစ်ချက်ပြုံးလိုက်ပြီးတော့ဒါဆိုဒီလိုလုပ်ပြကိုဝင်းဦးဘယ်လိုလုံးဖိုးထွေးရဲ့ဘယ်လိုလဲဆိုတော့ကျုပ်နှမမိချိုးဒီမှာနေခိုင်းလိုက်မယ်မိချိုးကချက်ပြုတ်တတ်တယ်ဖိုးထွေးအဲ့လိုပြောတဲ့အခါမှာကိုဝင်းဦးဟာအတန်းကြောင်တွေးလိုက်ပြီးတော့မိချိုးကအမေနဲ့တော့အဆင်ပြေတယ်သူနေမယ်ဆိုရင်တော့မစိုးပါဘူးဒါမဲ့အမေခွင့်ပြုကြတော့လိုတယ်နော်စိတ်ချစမ်းပါဗျာကြီးတော့အခုပဲကျုပ်တို့သွားပြီးတော့ခွင့်တောင်းတာပေါ့အေးလေအဲ့ဒါဆိုလည်းပြီးတာပဲငါလည်းနင်တို့နဲ့တကယ်လိုက်ချင်တာပါကဲကဲအဲ့ဒါဆိုနင်တို့လည်းရအောင်အမေကိုသွားပြောကြည့်ကိုဝင်းဦးစကားဆုံးတာနဲ့ဖိုးထွေးနဲ့ဘိုးထင်တို့ဟာမိဘကြောင့်လေးကနေဆင်းပြီးတော့အင်ရှစ်ကိုပြစ်မှာပြောင်းမှုပဲဆေးလိုက်ကိုဒူးထောက်ပြီးတော့တောက်နေတဲ့ကိုဝင်းဦးရဲ့အမေထိုင်နေတဲ့မျက်နှာချင်းဆိုင်တန်းလေးမှာဝင်ထားလိုက်ကြတယ်အဲဒီနောက်ဖိုးထွေးဟာကြီးတော်ကြီးကိုပြုံးပြပြီးတော့ကြီးတော်နေကောင်းလားဗျကောင်းတယ်လို့လည်းမဟုတ်ဘူးမကောင်းဘူးလို့လည်းမဟုတ်ဘယ်လိုပြောရမှန်းတော့မသိပါဘူးဖိုးထွေးရဲ့ဒါနဲ့နင်တို့မိဖို့ကြောင့်ထဲမှာတူတူနဲ့ဘာတွေပြောနေကြတာတော့ကိုဝင်းဦးရဲ့မိခင်ကြီးကစတင်ပြီးတော့မေးမြန်းလိုက်တဲ့အခါမှာဖိုးထွေးနဲ့ဘိုးထင်တို့ဟာသူတို့ကိုဝင်းဦးကိုခေါ်ကြတဲ့အကြောင်းကိုစတင်ပြီးတော့ပြောလိုက်တယ်တခြားတော့မဟုတ်ဘူးကြီးတော့ဟေးမတန်းရဲ့အိမ်မှာနေတဲ့မအေးမြင့်ကိုသိတယ်မလားအေးသိတာပေါ့လေဘာဖြစ်လို့လဲသူ့ကိုပြန်ဖို့မှာညအိမ်ညက်နေခကြီးဆိုတော့ယောက်ျားသားတွေကြီးပဲဆိုတော့မကောင်းဘူးလေအဲဒါကြောင့်ကိုကြီးဝင်းဦးကိုခေါ်တာဟဲ့နင်တို့ကလေယောက်ျားသားတွေကြီးပဲဆိုငါသားကိုလာခေါ်တယ်ငါသားယောက်ျားပဲလေသူကယောက်ျားဆိုပေမဲ့စိတ်ချရလေကြီးတော့ရဲ့နင်တို့ပြောကြတာငါသားစိတ်ချရတယ်နင်တို့ကစိတ်မချရဘူးလို့ဆိုကြတာလားအဲ့လိုလဲမဟုတ်ဘူးလေကြီးတော့ရဲ့အဲ့ဒါဆိုဘလို့တော့ကိုကြီးဝင်းဥပါမှာဖြစ်မှာမလို့ပါကြီးတော့ရအမအေးမင်းကလည်းသူ့ကိုလိုက်စေချင်တာအဲ့တဲကလိုက်စေချင်တယ်ဆိုတော့လေထည့်ရမှာပေါ့ဒါနဲ့နင်တို့ကဘယ်နှစ်ရက်လောက်ကြာမှာလဲ10ရက်လောက်တော့ကြာမယ်ချင်တယ်10ရက်ဟုတ်လားငါသားကြည့်လိုက်မယ်ဆိုရင်တော့ခေါ်သွားပေါ့ဟဲ့သူလည်းငါ့ကိုလုံကျွေးနေရနဲ့ပဲဘယ်မှမသွားရအောင်သူကလိုက်ချင်တယ်ကြီးတော်ကြီးကိုစိတ်မချလို့မလိုက်တာအခုကျုပ်မိချိုးကိုပြောထားလိုက်မယ်လိုအပ်တာရှိရင်မိချိုးကိုခိုင်းပေါ့အဲ့ဒါတော့မပူးနဲ့နင်တို့တွေဝင်းဦးကိုခေါ်သွားမှန်းသိလို့ရှင်ရွာထဲကလုံမလေးတွေအိမ်ကိုတန်းလာကြမှာ
အဲ့ဒါဆိုလေကျုပ်တို့ကိုဝင်းဦးကိုခေါ်သွားမယ်ကြည့်တော့ရေနော်ခေါ်သွားဘာမှတော့ထိခိုက်မိတာတွေမဖြစ်စင်နဲ့ကြားလားစိတ်ချပါဗျာဘာမှဖြစ်စေရပါဘူးအဲ့လိုနဲ့ဘိုးထင်တဲ့ဖိုးထွေးတို့ဟာနန်းရွာကိုသွားမဲ့ကိစ္စအတွက်မအေးမြင့်ခေါ်စေခြင်းတဲ့ကိုဝင်းဦးကိုအပါခေါ်နိုင်ပြီဖြစ်တဲ့ခါမှာစိတ်လက်ချမ်းသာစွာနဲ့ကိုဝင်းဦးတို့ရဲ့နေအိမ်ကနေထွက်ခွာခဲ့လိုက်ကြပါလေရောပေပင်ရွာလေးရဲ့ညနေချိန်ခါမှာကလေးချောတန်းကလေးငေါက်တန်းနွားတွန်းတန်းကြက်အော်တန်းဝက်အော်တန်းနဲ့အချင်းချင်းစကားပြောတန်းတို့နဲ့ညံစည်းလို့နေပါလေအဲ့ဒီချိန်အဲ့ဒီခါမှာရွာစုံမှာရှိတဲ့ဘိုးတင်ရဲ့နေအိမ်မှာတော့ဘိုးတင်တို့၃ယောက်ဘိုးထွေးသားရကိုမြာကြီးနဲ့ကိုဝင်းဦးအပြင်မင်းနောင်မှာရောက်ရှိနေကြတယ်မင်းနောင်ကတော့ကိုပြစ်မှာရှိတဲ့ပက်လက်ကလထိုင်မှာထိုင်နေတဲ့ကိုမြာကြီးကိုကြည့်ပြီးတော့စကားဆိုတယ်ကိုမြာကြီးခမရလိုက်သွားလို့မဖြစ်ဘူးထင်တယ်ဘာဖြစ်လို့လဲမင်းနောင်ဘာဖြစ်လို့လဲဆိုတော့အင်းကိုကံဖော်မှာမို့လို့လေဗျာဘာလို့လဲဟာငါတို့ရွာအဲ့လောက်ထိရေမရှားပါဘူးအဲ့ဒါတော့မသိဘူးရွာလူကြီးနဲ့ရဲမိရဲဖတွေတော့ပြောနေရပဲပြောမဲ့တာပြောတာကွာတို့ရွာကရေတွေကနည်းနည်းငံတယ်ကွာထမင်းချက်လို့ရှိရင်လေဝါတယ်ဟိုကံဖော်တော့လေတမျိုးကောင်းတာအေးလေဗျာဖော်တော့လေကောင်းတာပေါ့ရိုးစင်ရွာဆိုရင်ရွာထိပ်မှာကံကြီးရှိတယ်ကျုပ်တို့ရွာဘာကံမှမရှိကျွဲလူအိမ်သားလေးကိုကံလို့ပြောလို့မရဘူးလေဗျာအဲ့ဒါတော့အဲ့ဒါပေါ့ကွာဒါမဲ့ငါဘိုးတင်တို့နဲ့မလိုက်သွားလို့တော့မရဘူးကိုမြာကြီးကအဲ့လိုပြောတဲ့အခါမှာကိုပြစ်ပေါ်ထိုင်နေတဲ့ဘိုးတင်ဟာကိုမြာကြီးကိုလှမ်းကြည့်လိုက်ပြီးတော့မလိုက်လည်းဖြစ်ပါလေကိုမြာကြီးဟာအကျုပ်တို့အရင်ကလည်းဒီလိုသွားနေကြအောင်အဲ့ကောင်ဘိုးတင်အရင်ကပဲအခုပဲမတူဘူးကွာဘာမတူတာလဲကိုမြာကြီးကမတူလေကွာအရင်ကငါနဲ့မဆိုင်အခုညီမလေးကိုသွားပို့မှာဆိုတော့ငါနဲ့ဆိုင်သွားပြီဩအဲ့ဒါလားအဲ့ဒါဆိုကျုပ်လည်းခမရကိုတတိပေးရအောင်မယ်အခုကျုပ်တို့သွားမယ်ဆိုတာအလုပ်သဘောရသွားမှာခမရမိမပိုးဖို့တီးတန့်လိုက်မယ်ဆိုရင်ခမရအကြံစိုးကြီးကိုစွန့်လွတ်လိုက်ဘိုးတင်ကခက်ပြပြပြောလိုက်တယ်ဒါအပြင်ဘိုးတင်နားမှာကြံရှိတဲ့ဘေတူနဲ့တာအေးမှလည်းကိုမြာကြီးကိုကြည့်ပြီးတော့တတိပေးစကားဆိုလိုက်တယ်ဘိုးတင်ပြောတာဟုတ်တယ်ကျုပ်တို့ကအမအေးမြင့်ကိုအမတယောက်လိုစောင့်ရှောက်ပါကိုကြီးမြာကြီးသူ့ကိုအကြံစိုးထားလို့တော့မရဘူးနော်ဟုတ်တယ်လမ်းမှာပြဿနာဖြစ်ရင်တော့အချင်းချင်းတွေပါလို့မသိဘူးကျုပ်တို့ကတော့စော်မှာပဲအေးပါကွာမင်းတို့ကောင်တွေကလည်းချင်းချောက်လိုက်လားငါလဲကားလန်လေးတန်းနားလေပါလေကွာနားလေမှပဲလေနားမလဲလို့ရှိရင်မအေးမြင့်ကိုလေးကမဟူရဒေဝီကလဲပင်ကိုညှစ်တတ်မှာမင်းတို့ကလည်းကွာငါ့အဲ့လိုကြီးတော့မပြောတတ်ပါနဲ့ကွာအဲ့ဒီတော့ကစိတ်ထိမရဖြစ်သွားလို့ပါကွာဘိုးတင်တို့နဲ့ကိုမြားကြီးစကားပြောနေချိန်မင်းနောင်ဟာထိုင်နေရကနေမတည့်ရလိုက်ပြီးတော့ကဲအဲ့ဒါဆိုကျုပ်ပြန်အောင်မယ်ကိုကြီးမြားကြီးကျုပ်ရွာလူကြီးကိုဘယ်လိုပြောရမလဲဟိုပါကွာတို့ပြန်လာမှပဲဖော်လို့ပြောလိုက်ကွာအေးဗျာအဲ့ဒါဆိုကျုပ်အဲ့လိုပဲပြောလိုက်မယ်ကဲဘိုးတင်တို့ငါပြန်ပြီအကျိုးကြောင့်လာပြောတဲ့မင်းအောင်ပြန်သွားပြီးတော့မကြတဲ့အချိန်မှာပေါတူးနဲ့ကိုတိုင်ကြီးတို့နှစ်ယောက်ရောက်ရှိလာလေကိုတိုင်ကြီးကတော့မူလာပြီးပေါတူးမှလည်းထိုနည်းတူဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာအားလေးရှာလေးနဲ့ဘိုးထင်ထိုင်နေတဲ့ကိုပြစ်မှာဝင်ထိုင်ပြီးတော့ပေါတူးကစတင်ပြီးစကားဆိုလေဟဲ့ဘိုးတင်မင်းကဘာလဲငါ့ကိုလိုသုံးလောက်တာဟမ်ဘာပြောတာလဲကိုပေါတူးရဲ့ဘာပြောရမှာလဲမြစ်တာတောင်ကိုသွားတော့ငါတို့ခေါ်တယ်အခုခီးထွက်မယ်ဆိုတော့ငါတို့မခေါ်ဘူးအဲ့ဒါဘာသဘောလဲဟဲ့လူခမရတို့ကလွတ်လွတ်လပ်တွေမဟုတ်ဘူးဗျတခါလေးကျုပ်တို့နောက်ကိုလိုက်ပါတယ်ခမရမိမပြောလို့မပြီးတော့အဲ့ကောင်မင်းတို့ကပါတယ်ပေါတူးကိုယူမဆိုင်ဘူးငါမိမကိုပဲယူဆိုင်မယ်ဆိုတဲ့အထားလားပေါတူးမှာမူးမူးနဲ့ရမ်းရှာနေတယ်ဖိုးထွင်းနဲ့တာအေးမှလည်းပေါတူးကိုကြည့်ပြီးတော့စိတ်ပြက်လက်ပြက်ဖြစ်လို့နေကြဖိုးထွင်းနဲ့တာအေးတို့ရဲ့စိတ်တိုင်းမကြတဲ့မျက်နှာကိုမြင်တဲ့အခါမှာကိုတိုင်ကြီးမှာအားလေးရှာလေးနဲ့ပေါတူးကိုဖိုးထွင်းကိုလက်ညှိုးထိုးပြပြီးတော့အဲ့အောင်ပေါတူးဟိုမှာမင်းကြီးနဲ့ဖိုးထွင်းမင်းကိုမလေးမကန်လုံနေသူတို့မျက်လုံးတွေကိုကြည့်ရတဲ့ငါသိရဲ့ကိုတိုင်ကြီးမူးနေလဲခင်ဗျအေးဆေးနေဗျာအဲ့အောင်ပေါတူးမင်းကြီးငါ့ကိုရန်လုံနေတယ်ကိုတိုင်ကြီးကအဲ့လိုပြောတဲ့အခါမှာပေါတူးဟာကိုပြစ်မှာထိုင်နေရကနေမတည့်ရလိုက်ပြီးတော့ပစိုးကိုတို့ပြန်ဝက်လိုက်ကရေဝင်နေတဲ့မျက်လုံးနဲ့ตาရကိုကြည့်ပြီးတော့အဲ့အောင်ตาရမင်းရပါကိုတဲ့အကြည့်တွေကိုမလေးမခက်လုံနေရမင်းကိုဘာနဲ့မှမဆုံးမဘူးထင်တယ်ကဲပြော
ငါခုဆုံးမမလားကိုပေါ့တူခင်ဗျမူးနေလေအေးစင်းနေဗျာကျုပ်တို့ခီးထွက်ဖို့တိုင်မနေတယ်ပြန်အိမ်ပြန်တော့ဘာလဲမင်းတို့ကငါ့ကိုအလကားကောင်စောက်သုံးမကြတဲ့ကောင်လို့ပြောကြတာကိုပေါ့တူခင်ဗျအိမ်ကောင်းလိမ့်မယ်ဗျာကိုလည်းကြီးခင်ဗျလည်းပြန်တော့ဗျာခင်ဗျတို့အခုရောက်နေတာဘိုးတင်အိမ်ဆိုတာသတိလေထောင်းဒါရောက်ကိုရန်ရှာနေတဲ့ပေါတူနဲ့ကိုတိုင်ကြီးကိုဖိုးထင်းမှာသတိပေးလိုက်တဲ့အခါမှာသူတို့နှစ်ယောက်ဖိုးထင်းကိုမကျင်မနဲ့စောင်းခဲ့ကြည့်ပြီးတော့ဘာလဲငါတို့ကဘိုးတင်အိမ်ဆိုတာနဲ့ကြောက်နေရမှာလားဘိုးတင်မကားလို့သူ့ဘာဥပုံကြီးဖြစ်ဖြစ်မကြောက်ဘူးကွာငါကြောက်တာငါတိုက်ကြဖိုင်သေးမှာကိုပဲကွာငါလည်းတူတူပဲကောင်ဘိုးတင်ဘာလဲမင်းကမကျင်တတ်ဘူးလားဘာဖြစ်စရာမင်းမွေးထားတဲ့ကောင်တွေနဲ့ငါတို့တိုက်မှာလှုပ်လေပေါတူးဆိုတဲ့ငါရင်ဘက်ကြီးကော့ပြပြီးတော့ခန်းလိုက်မယ်ကိုလိုက်ကြီးကဖိုးထေးကိုပြောပြီးတော့ပေါတူးကတော့ဘိုးထင်ကိုတေချာကြည့်ပြီးတော့ရင်ဘက်ကိုကော့ပြီးစိန်ခေါ်လေတယ်ဘိုးထင်ကတော့ခက်ပြုံးပြုံးမူရနဲ့ပေါတူးနဲ့ကိုလိုက်ကြီးကိုပခုံးကိုသွားဖက်ပြီးတော့ခမည်းတော်ကလည်းဗျာစိတ်ကြီးပဲကျုပ်ကခမည်းတော်ဘယ်လိုလုပ်ပြီးဒုက္ခပေးမလို့ကိုညီကိုချင်းတွေပဲဟာမင်းသဘောပေါက်တာပဲအမှန်တိုင်းပြောရင်ငါမင်းတို့မကျင်းတတ်လို့လာတာကွာစိုးစမ်းမအောင်ကိုလိုက်ကြီးကဘာဖြစ်လို့မကျင်းတတ်တာလဲမင်းတို့ကောင်တွေကရှောက်ပြီးလမ်းသလားနေတာရွာမှာတခုခုဆိုမင်းတို့မရှိဘူးအဲ့ဒါကိုမကျင်းတတ်တာအဲ့ဒါလည်းဟုတ်ပါလေဗျာကျုပ်တို့ကလည်းမသွားမဖြစ်လို့သွားရတာပါဗျမသိဘူးကွာမင်းတို့ကောင်တွေသွားတာများနေပြီအေးပါဗျာဒီတစ်ခါသွားပြီးတော့ရှင်ကျုပ်တို့မသွားတော့ပါဘူးဘိုးတင်ဟာသူတို့ကအကြောင်းမျိုးမျိုးပြပြီးတော့လာရစ်နေတဲ့ပေါတူးနဲ့ကိုတိုင်ကြီးကိုကောင်းမွန်စွာစကားဆိုလေတယ်ကိုမြားကြီးမှာတော့ပေါတူးနဲ့ကိုတိုင်ကြီးကိုပြုံးကြည့်ပြီးတော့ဟဲ့ကောင်တွေဒီတစ်ခါတော့မင်းတို့ဘိုးတင်တို့ခွန့်လွတ်လိုက်ကွာဘာလို့လဲဆိုတော့ငါမကြခင်လူပြိုကြီးဘွားနဲ့ကျွတ်နိုင်လို့ကွာကိုမြားကြီးမှာပလက်ကလထိုင်ကြောမိရဲနဲ့ပြုံးပြုံးကြီးနဲ့စကားဆိုတဲ့အခါမှာပေါတူးတယောက်အံ့ဩနေတဲ့မျက်နှာနဲ့ကိုမြားကြီးခင်ဗျားလူပြိုကြီးဘွားကျွတ်တော်မယ်ဟုတ်လားဟုတ်ပါလေလို့ပါဗျာဒီဗဒ္ဒကဘာကြီးမှာခမည်းကိုကြိုက်တဲ့အိတ်ကြီးရဆိုတာရှိသေးတယ်လားမင်းမေကြီးတော့လေငါ့အောင်ဗျာအဲ့တော့တော့ထင်သေးရလားထင်သေးတာတော့မဟုတ်ပါဘူးဗျာအထင်ကိုမကြည့်တာဟာဒီကောင်တော့အလုတ်ခံကျင်နေပြီမှတ်ထားဘိုးတင်တော့လည်းငါလိုက်သွားမှာအေးပြန်လာရင်ညီမလေးအေးမြင့်နဲ့ငါမင်္ဂလာတော့ဆောင်းအောင်မယ်ဘာခမည်းရုပ်ကြီးနဲ့မအေးမြင့်ဟုတ်လားဦးသောင်းမြင့်မွေးထားတဲ့စိတ်ကြီးရုပ်နဲ့ခမည်းအင်မတန်ချုံးမိုးပြီးတော့မဟာဆန်းတဲ့မအေးမြင့်ကိုယူမယ်ခမည်းဗျာနဒါစီနဲ့ဤဘာမှမဆိုင်ဘူးပေါတူးမှာအားလေးရှာလေးနဲ့မူမူယူယူအဲ့လိုပြောလေတဲ့ခါမှာကိုမြားကြီးတယောက်မျက်နှာကြီးနီလာပြီးတော့ထိုင်နေရာကနေမတ်တရက်ကဘိုးတင်အိမ်ဝိုင်းထဲမှာရှိတယ်မရမ်းပင်ခြေမှာပုံထားတဲ့ထင်းပုံစီကိုလမ်းလျှောက်သွားလေပေါတူးမှာတော့လေတံတိုးနဲ့သူ့ရဲ့အပေါင်းအသင်းကိုတိုင်ကြီးကိုရည်တန်းနောပြီးတော့စကားဆိုနေသေးတယ်တွေ့လားငါပြောတာထိသွားလို့သိဖို့ကျင်တယ်လို့ဘာလို့ဖြစ်သွားပြီကျင်လဲပေါတူးမှာကိုမြားကြီးမကြည့်ပင်အောက်ကိုသွားတာကိုပြုံးကြည့်ပြီးတော့သူနဲ့တူပါလာတဲ့ကိုတိုင်ကြီးကိုစကားလေးပြောနေစမှာကိုတိုင်ကြီးဟာကိုမြားကြီးကိုကြည့်နေရင်နဲ့မျက်နှာပြတ်သွားကအတန်ချစ်ငုံငုံနဲ့ပေါတူးရဲ့လက်ကိုဆွဲပြီးစကားဆိုတယ်ဟဲ့ကောင်ဒိုးနှစ်ယောက်တော့နားကားပြီဟိုမကိုမြားကြီးဘာဖြစ်လို့လဲရှက်ပြီးတော့သေးသွားပေါက်လာမလားမိမေကြီးတော့သေးသွားပေါက်အောင်မလားဟိုမထင်းချောင်းကြီးဆွဲပြီးတော့ပြန်လာပြီကိုတိုင်ကြီးကအဲ့လိုပြောတဲ့အခါမှာပေါတူးဟာကိုမြားကြီးရှိရမှကြီးပင်အောက်ကိုကြည့်လိုက်တယ်ရိုက်တန်ကောင်းဒုတ်ချောင်းသားလောက်ရှိတယ်အသားကျစ်ဒုတ်ချောင်းကိုတစ်ဖက်ကနေဆွဲပြီးပစိုးတူတူဝစ်ပြီးတော့စိတ်ဆိုးမှန်ဆိုးမျက်နှာနဲ့ကိုပြက်ထံပြန်လာနေတယ်ပေါတူးဟာအချင်းနေမကောင်းမှန်းသိတဲ့အတွက်ကိုမြားကြီးကိုမြင်တဲ့အခါမှာချက်ချင်းကိုပြက်ကနေမတက်ရလိုက်ပြီးတော့ချွတ်ထားတဲ့ဖက်နှက်ကိုလက်ကနေကင်ပြီးတရင်တရားနဲ့ထွက်ပြေးလေတယ်ပေါတူးပြေးတာနဲ့ကိုတိုင်ကြီးဟာလည်းဘိုးတင်တို့ကိုကတော်ကမြောနှုတ်ဆက်ပြီးတော့ထွက်ပြေးလေကိုမြားကြီးကတော့ထင်းချောင်းကိုကင်ပြီးနောက်ကနေပြီးအတန်ခက်ကြဲနဲ့မှန်မဲလေပေါတူးဟဲ့ကောင်ပေါတူးမင်းပဲပြေးတာသဘောကောင်းလေစိတ်ရှည်တယ်ကွာငါ့ကိုမင်းကြိုက်တဲ့လောက်ပြောဘာမှမဖြစ်ဘူးညီမလေးနဲ့ငါ့ကိုတော့မတားနဲ့မနှောက်ရှက်နဲ့မင်းတို့ကောင်းလေစစ်စိတ်ကွဲသွားမယ်လားမှတ်စိတ်တုန်နေတဲ့ကိုမြားကြီးကိုဖိုးထွင်းနဲ့တာအေးကသွားခေါ်ပြီးတော့ပလက်ကလထိုင်မှာထိုင်စေပြီးဖြောင်းဖြားရလေကိုမြားကြီးဟာစိတ်ချော်စမ်းပါဗျသူတို့အကြောင်းလည်းသိရတာလေ
စိတ်ထဲကပါတာမဟုတ်ဘူးရှောက်ပြောနေတာကျန်တာရှောက်ပြောကွာလက်ခံတယ်ငါအချစ်ကလေးနဲ့ပတ်သက်ရင်တော့လုံးဝရှောက်မပြောနဲ့ဘယ်သူမှသိခံမှာမဟုတ်ဘူးအေးမကိုကြီးများကြီးဟာကျုပ်တို့သဘောပေါက်ပါတယ်ကဲထိုင်းကျုပ်တို့နန်ရွာကိုသွားမယ်ကိစ္စပြန်ဆွေးနွေးတာပေါ့တာရနဲ့ဖိုးထွေးတီတာမကဘိုးတင်တို့၃ယောက်ပါချောမော့ပြောတဲ့အခါမှာကိုများကြီးမှာစိတ်လျှော့လိုက်ပြီးတော့သူတို့သွားမယ်နန်ရွာခေးစဉ်အကြောင်းကိုထပ်မံပြီးတော့ဆွေးနွေးလို့နေပါလေရောခမရဘသူတော့ခမရကိုကျုပ်မြင်ဘူးတယ်လို့ပဲမြင်ဘူးမှာပေါ့ငါမင်းတို့ရွာကဘိုးတင်တို့အိမ်မှာနေဘူးတယ်လေဩအဲ့ဒါကြောင့်ကျုပ်ကမြင်ဘူးတယ်ထင်နေတာဘာကိစ္စကျုပ်ကိုခေါ်တာမင်းကိုမှားစရာရှိလို့ကျုပ်ကိုမှားစရာရှိလို့ဟုတ်လားဟုတ်တယ်မင်းကိုမှားစရာလည်းရှိတယ်ပေးစရာလည်းရှိတယ်ကိုဝင်းဦးဟာရွာထိပ်ကဓမ္မပင်ကြီးအောက်မှာမုတ်စိတ်ဖြူနဲ့စကားပြောနေခြင်းဖြစ်ပါတယ်မုတ်စိတ်ဖြူမှာတော့လက်ကိုနောက်ပြပြီးတော့အေးဆေးတင်ငိမ်စွာနဲ့စကားဆိုနေခြင်းဖြစ်တယ်ကိုဝင်းဦးဟာဘယ်သူပဲပုံနည်းနဲ့ယခုဓမ္မပင်ကြီးအောက်ကိုရောက်နေမှသူကိုယ်တိုင်မသိမုတ်စိတ်ဖြူမှာတော့အတွေ့အများနေတဲ့အကိုဝင်းဦးကိုတေချာကြည့်ပြီးတော့ဆက်လက်စကားဆိုတယ်မင်းအတော့ကိုစိတ်ထားဖြူစင်တဲ့ကောင်ပဲပြီးတော့စိတ်ထားလဲကောင်းတယ်မင်းဘိုးတင်တို့နဲ့လိုက်မယ်ဆိုဟုတ်တယ်မအေးမြင့်အဖော်ရအောင်လုပ်တယ်လေမအေးမြင့်ကလည်းကျုပ်ကိုလိုက်စေချင်တယ်ဆိုတော့လိုက်သွားမလားလို့မင်းပါသွားတယ်ဆိုတော့အတော်ကောင်းတာပဲမင်းကမိဘကျေးဇူးတည်းသိတတ်တယ်ပြီးတော့မိဘကိုလည်းပင်ပင်မမန်းနဲ့လောက်ကင်ကျွေးမွေးတယ်ဒီကောင်းမှုတွေကဒီခရီးမှာမင်းအတွက်အကျိုးကျေးဇူးတစုံတရာရလိမ့်မယ်ကျုပ်ဘာမှမမျှော်လင့်ပါဘူးမအေးမြင့်လည်းစိတ်ချမ်းသာဘိုးတင်တို့လည်းအစဉ်ပြေကျင်းနေပြီကောင်းတယ်မင်းတို့စိတ်ထားရှိသူတွေဒီခရီးမှာပါတာအတော်ကောင်းတယ်ကဲဟိုမှာတွေ့လားငွေတင်ကား၅ပြအဖိုးတော်တအားမထိုက်ပဲမင်းအမေအတွက်သုံးဖို့လုံလောက်မှာပါမုတ်စိတ်ပြူမှာအဲ့လိုပြောပြီးတမပင်အရင်ကိုလည်းညှိုးထိုးပြလေအဲ့ဒီခါမှာကိုဝင်းဦးဟာတမပင်အရင်မှာတွေ့ရတဲ့ငွေတင်ကားပြားများကိုသွားယူလိုက်တယ်သူမမေကိုဝင်းဦးရဲ့လက်တို့ဟာငွေတင်ကားပြားများကိုကောက်မရဖြစ်လို့နေပါအဲ့ဒီအခြေအနေကိုမြင်နေရတဲ့မုတ်စိတ်ပြူဟာသဘောကျစွာရေမောလိုက်ပြီးတော့ဝင်းဦးဘယ်လိုလဲငွေတင်ကားတွေကိုကောက်မရဘူးလားဟုတ်တယ်ဘိုးတော်ရကောက်မရဘူးကောက်လို့ရမလားမင်းအခုရောက်နေတာအိမ်မက်ထဲမှာလေကွာဗျာအိမ်မက်ဟုတ်လားကျုပ်အိမ်မက်နေရလားဟုတ်တာဗောဝင်းဦးရမင်းအခုအိမ်မက်နေရကဲဒီတင်ကားတွေကိုတကယ်ရခြင်းမနဲ့မိုးလင်းလင်းချင်းဒီအပင်အောက်ကိုလာယူပေါ့ကွာနေပေါင်းအဲ့ဒါဆိုဘိုးတော်ကဘိုးတင်တို့ခိုင်းနေတဲ့သူပေါ့ဒီလိုပဲဆိုပါတော့ကဲဒီခကြီးအစဉ်ပြေလို့ရှိရင်မင်းအတွက်အကျိုးတွေများမှာပါကွာဒီခကြီးကပြန်လာရင်မြစ်တွေကိုကောင်းကျိန်းအောင်ရွက်เสียမလို့တော့ကျုပ်မြစ်ရောင်းစားတာလေဘိုးတော်ကသိတာလားအဲ့ဒါတွေထားလိုက်ဟောဟိုမှာတွေ့လားတမာပင်အကိုင်းကြားထဲမှာလေမုတ်စိတ်ပြူဟာတမာပင်မော်ကိုလက်ညှိုးထိုးပြပြီးတော့ကိုဝင်းဦးကိုပြနေပါတမာပင်အကိုင်းကြားထဲမှာထိုးထားတဲ့တစ်ခေါက်ကလေးတစ်ခုကိုဝင်းဦးမြင်နေတဲ့အခါမှာမုတ်စိတ်ပြူကိုသူ့မြင်တာကိုပြောပြလေဘိုးတော်ကျုပ်မြင်တာတော့တစ်ခေါက်ထင်တာပဲတစ်ခေါက်တော့မဟုတ်ဘူးကွာဆေးကောက်လိုပဲခေါ်ရမှာပဲမင်းအမေအစ်စ်အမြစ်တွေနားနေရမလားဟုတ်တယ်ဘိုးတော်ကအဲ့ဒါလည်းသိပြန်လာတာမုတ်စိတ်ပြူဟာကိုဝင်းဦးရမေးကိုပြုံးပြီးတော့သာခေါင်းချိတ်ပြလိုက်တယ်အဲ့နောက်သူဟာဆေးမြစ်ကိုလက်ညှိုးထိုးပြလိုက်ပြီးတော့အဲ့ဒီဆေးမြစ်ကိုသွေးပြီးတော့မင်းအမေကိုလိန်ခံလိုက်ညောင်းညာကြိုက်ခဲတာတွေယူပြစ်တယ်လို့ပျောက်သွားလိမ့်မယ်တခြားကိုယ်တွင်းယောဂါတွေရှိရင်လဲရှားပေါ်30လောက်တို့ပြီးတော့ပကြိတ်ရည်နဲ့တောက်လိုက်96ပါးယောဂါပျောက်တယ်တခုတော့ရှိတယ်နော်ဒီဆေးမြစ်ကမင်းအမေအတွက်ပဲကျန်တဲ့သူတွေကတော့ပျောက်ချင်မှပျောက်လိမ့်မယ်တယောက်နဲ့တယောက်ကမ်းမှမတူတာတို့လူမျိုးတွေကစေတနာကောင်းတော့တခုခုဆိုမျှဝေခြင်းကြတယ်ကွာမျှဝေလဲသူတို့ပျောက်မယ်လို့တော့အာမမခံနိုင်ဘူးလေငါပြောတာနားလေလားဝင်းဦးကျုပ်နားလေတယ်ကျုပ်ဖြစ်လေအန်အောလို့ကိုမဆုံးဘူးတကယ်သာဖြစ်ရင်သိကောင်းပါပဲအခုတော့အိမ်မက်နေရတယ်လို့ဝင်းဦးမင်းဘာတွေပြောနေရလဲမင်းကငါပြောထားပြီကောမင်းကိုမိုးလင်းလင်းချင်းဒီအပင်ကိုလာခဲ့ပါစို့ဒါဆိုဒါတကယ်ပေါ့နော်မင်းရတော့လေတကယ်ပေါ့ကွာကဲငါပြောတာမမေ့နဲ့ကြားလားငါလည်းပြန်လိုက်အောင်ပဲဟုတ်ကဲ့ပါဗျဟုတ်ကဲ့ကိုဝင်းဦးဟုတ်ကဲ့လို့ပြောလိုက်တာနဲ့မုတ်စိတ်ပြည့်ကိုခန္ဓာမှာဝေဝါးသွားသလိုသူရက်နေတဲ့ပတ်ဝန်းကျင်နဲ့သူ့ရဲ့ခန္ဓာဟာလည်းတဖြည်းဖြည်းဝေဝါးပြောက်ကွယ်သွားပါတော့ဘိုးတော်ခမပြောတာတကယ်နော်ဟဲ့ဝင်းဦးဘာတွေရောင်းနေရလဲတကယ်လေဖျားရှိကိုအိပ်ပါဆိုမအိပ်ဘူးကိုဝင်းဦးရဲ့မိခင်ကြီးမှာမိခွက်ကိုကင်ပြီးတော့
အိမ်မက်ရောင်နေတဲ့သားဖြစ်သူကိုထိုင်ကာကြည့်ရင်းနဲ့ပြောလိုက်ခြင်းဖြစ်ပါတယ်ကိုဝင်းဦးမှာတော့မိခင်ကြီးရဲ့စကားကြောင့်နိုးလာပြီးတော့ငုတ်တုတ်ထထိုင်ကာမိကွက်ကိုကင်ထားတဲ့မိခင်ကြီးကိုအမေစကားဆိုလိုက်တယ်အမေမိကွက်ကြီးနဲ့ဘာလို့ဖို့တော့ဟဲ့ကြက်တော်ပြီစွန်းချမ်းမလို့ပေါ့ကြက်တော်နေပြီလားအမေပြန်အိတ်ချေဗျာကျုပ်ပဲချက်လိုက်မယ်ငါတက်တာပါလေဝင်းဦးရဲ့ငါလည်းကုသိုလ်လေးလှုပ်ခွင့်ပေးစမ်းပါအောင်ကျုပ်အမေကိုပင်မမှာဆိုလို့ပြောတာပါတော့အေးပါဟဲ့တိပါလေကဲနင်တို့ဘယ်နေ့ခီးသွားကြမှာလဲဘယ်လိုတော့မေဟဲ့ဝင်းဦးနင်ကိုဘိုးထင်တဲ့ဖိုးထွေးခေါ်ထားတာလေဗာလေဟိုကလေးမအဖော်ရအောင်ဆိုလားဟုတ်တယ်မေကျုပ်နေလေကြမှာသွားမေးလိုက်မယ်အေးပြီးတာပဲပြန်အိတ်လိုက်အောင်ငါစွန်းချက်လိုက်အောင်မေဒီနေ့တို့စွန်းဝက်မလားဟုတ်တယ်မေကိုတူစွန်းကြိုက်လာယူလိုက်မယ်ကျုပ်မေ့နေတာကဲပြန်အိတ်ချေအောင်အမလီထားရထိုင်ရတာလေခက်လိုက်တာကိုဝင်းဦးရဲ့မိခင်ကြီးမှာကိုဝင်းဦးကိုပြန်အိတ်ခိုင်းပြီးတော့ထိုင်နေရာကနေခဲရခဲစစ်ထားရက်လိုက်ပြီးတော့မိဘเจ้าကိုနှေးကွေးစွာနဲ့ထွက်သွားလေတယ်ကိုဝင်းဦးမှာပြန်အိတ်ဖို့ကြိုးစားပေမဲ့လည်းအိမ်မပြောတော့ဘူးထူးဆန်းနဲ့သူ့ရဲ့အိမ်မက်เจ้าကိုပြန်တွေးပြီးတော့တကယ်လားစိတ်ဆွဲ၍လားတွေးမိပြန်တယ်သူတခါမှအဲ့လိုရှင်းလင်းတဲ့အိမ်မက်ကိုမမှတ်ဘူးလေတဲ့ခါမှာအတော့ကိုထူးဆန်းဒီမှာတော့အမှန်တကယ်ဖြစ်လေတယ်ဒါကြောင့်ကိုဝင်းဦးဟာအဲ့ရမှာကြပြားကြရထားလိုက်ပြီးတော့သွားမယ်ဟာဒီလောက်ရှင်းလင်းကြီးကိုမြင်ရတာအိမ်မက်ပေးတာပဲဖြစ်မှာပဲဘိုးထင်တို့နဲ့ပတ်သက်နေပြီဆိုတော့ငါလည်းထူးဆန်းတာတွေကြုံရမှာပဲသွားကြည့်မယ်ကိုဝင်းဦးတယောက်တည်းရေရွတ်လိုက်ပြီးတော့အိမ်အောက်ကိုဆင်းသွားလိုက်တယ်အဲ့နောက်သူဟာမိသွေးကစားလို့နဲ့သွားတိုင်းမျက်နှာသေးလုပ်ပြီးအိမ်ဝိုင်းထဲကနေထွက်လိုက်တယ်သူထွက်ချိန်မှာတော့အာယုံတက်တဲ့အချိန်သာရှိသေးတာမို့လို့လင်းချင်းတော့မဖြစ်သေးဘူးကိုဝင်းဦးတယောက်စိတ်လှုပ်ရှားစွာနဲ့ပေးပင်ရွာလေလမ်းတိုင်းကိုတယောက်တည်းလမ်းလျှောက်လို့နေပါလေခက်မမြန်လမ်းလျှောက်နေလေတဲ့အခါမှာမကြတဲ့အချိန်မှာတော့ရွာထိပ်ကိုရောက်လာပြီဖြစ်ပါတယ်ခလန်းလန်းကနေပြီးဓမ္မပင်ကြီးကိုလှမ်းမြင်နေရပြီဖြစ်တယ်ဓမ္မပင်စီကိုခက်မမြန်သွားလိုက်တယ်နေရအလင်းရောင်မရသေးသည့်တိုင်မနက်ခင်းတို့ရဲ့ထုံးစံအတိုင်းမှိုင်းပြအလင်းရောင်မှာနေလုံးရဲ့ရှေ့ပြအဖြစ်ကိုအလင်းရောင်စတင်ရနေပြီဖြစ်ပါတယ်ကိုဝင်းဦးဟာအလင်းမြန်ပဲဓမ္မပင်အောက်ကိုဝင်ပြီးတော့အိမ်မက်ထဲကမုတ်စိတ်ဖြူလမ်းညိုထိုးပြခဲ့တဲ့ဒင်္ဂါပြားများရှိတဲ့နေရာကိုကြည့်လိုက်ပါတယ်မှိုင်းပြအလင်းရောင်အောက်မှာငွေဒင်္ဂါငါးပြားမှာအထင်ရှားပေါ်နေပါတယ်ကိုဝင်းဦးမှာစိတ်လှုပ်ရှားစွာနဲ့ငွေဒင်္ဂါပြားများကိုကောက်ပြီးတော့အင်ဂျီအိတ်ကအတွင်းထည့်လိုက်ပြီးတော့ဓမ္မပင်အပေါ်ကိုမောကြည့်လိုက်တယ်ဓမ္မကိုင်းဓမ္မရွက်များရှက်တန်းနေတာမို့လို့လင်းချင်းမမြင်ရဘူးအဲ့အတွက်ကိုဝင်းဦးဟာအိမ်မက်ထဲမှာမုတ်စိတ်ပြညှို့ပြတဲ့ဆေးမြစ်ကိုသေချာကြည့်နေစဉ်ဓမ္မပင်ပေါ်ကဆေးမြစ်ဟာကိုဝင်းဦးရဲ့အရှိတက်ကိုပြုတ်ကျလာလေကိုဝင်းဦးတယောက်အံ့ဩလွန်၍ဆေးမြစ်ကိုချက်ချင်းကောက်မယူသေးပဲကြောင်ငေးလို့နေပါလေအဲ့နောက်သူဟာဆေးမြစ်ကိုခက်ဖြည်းဖြည်းကောက်ယူကြည့်လိုက်ပြီးတော့အံ့ဩဝမ်းသာစွာနဲ့သူ့ရဲ့မိခင်ဖြစ်သူထံကိုအမြန်အပြေးကလေးပြန်လိုက်ပါလေရောအပြေးတစ်ပိုင်းနဲ့အိမ်ပြန်လာတဲ့ကိုဝင်းဦးတယောက်သူ့ရဲ့အိမ်ဝိုင်းအဝမှာဆုံးဝဲယူဖို့အလှည့်ကြတဲ့ကိုတူးဆိုတဲ့ကလေးနဲ့တိုက်မိတယ်ကိုဝင်းဦးဟာမြင်မာတဲ့အရက်ကြီးမားတဲ့ကိုခံထားနဲ့တိုက်မိတဲ့အတွက်ကိုတူးတယောက်အတော်ကလေးကိုအထိနာသွားတယ်ဒါကြောင့်ကိုတူးဟာမြေပြင်မှာဖိန်ထိုင်လဲနေရင်းနဲ့ခက်တီတီနဲ့ကိုဝင်းဦးကိုမကြည့်သလိုကြည့်ပြီးပွားစီပြောဆိုတယ်ဝင်းဦးရခမရလေကြားလိုက်လာတာကြာနေရပဲရင်ဘက်အောင့်သွားတာပဲဗျငါတိုက်မိတာပခုံးပါကိုတူးရဲ့နင်ပြောမှာပဲအမှုကပိုကြီးနေပြီဘာတိုက်မိလို့တိုက်မိမှန်းလည်းမသိတော့ဘူးဗျာဒါနဲ့ခမရကြီးမေကြီးကိုစွန့်ချက်ခိုင်းပြီးတော့ဘဲသွားနေရတော့ငါချက်ပေးမယ်လို့ပြောတာသူ့ဘာသာချက်တာဟဲ့နင်ကလေလူကလေးကလက်တောက်လို့မို့လို့သာတော်သေးတယ်ဆရာကတိတ်လို့ဆရာလို့တာမဟုတ်ဘူးစွန့်ဟင်းကမကြက်သေးလို့ပြောနေရကျုပ်တခြားရင်တွေသွားယူလာဦးမယ်ကဲတော့ကိုတူပါပြောဆိုကိုဝင်းဦးတို့ရဲ့အိမ်ဝိုင်းထဲကနေထွက်ပြီးတော့ရွာတွင်းကိုသွားလေအဲ့ဒီခါမှာကိုဝင်းဦးဟာမိဘကြောင်တွင်းမှာဥစွာသွားလိုက်ပြီးတော့မိခင်ဖြစ်သူကိုမြေတွန်တောက်တိလိုက်တယ်သူ့ရဲ့စူပူပြောဆိုမှုမှာစေတနာဒေါသောကြောင့်ဖြစ်မှန်းသိတဲ့ခါမှာမိခင်ကြီးမှဘလို့မှပြန်မပြောခပြုံးနဲ့သာဟင်းချက်လို့နေပါအမေတို့ကလေပြောလို့ရှိရင်လည်းပြောလို့မပြောရင်လည်းလှုပ်ချင်တာတွေလှုပ်နေတယ်ဒူးနာနေတာပြီးလို့ရှိရင်ပိုဆိုးတော့မှာကျုပ်လှုပ်ပါမယ်ဆိုတာအမလီကုသိုလ်မရမှာကြောက်လို့တဲ့ကျုပ်ကအမေသားပါကျုပ်စွန့်ချက်လေအမေကုသိုလ်ရတာပဲကျုပ်သွားရင်တော့မိချောတို့ကိုတေချာမှားခဲ့ရမယ်စွန့်ထားမချက်နဲ့ကြားလားအေးပါဝင်းဦးရဲ့နင်ကလေအတန်ကျဲလိုက်တာနေပါအောင်နင်စောစီဘဲထွက်သွားတာလို့အဲ့ဒါပြောပြမယ်ကဲစွန့်ရင်ကြက်တော့မယ်မလား
ကျုပ်တို့ဆုံးဝတ်ထည့်ပြီးမှပြောတာပေါ့ဟိုကောင်ကိုတူးလာလို့ရှိရင်တန်းပေးလိုက်မှဖုန်ကြီးထက်အဲ့ဒီចောင်းသားကိုပိုကြောက်နေရတာသူလည်းတရွာလုံးပတ်သွားနေရတာလေငါကလည်းနှဲနေတာအစစ်အမြက်တွေကကြိုက်တော့တိတ်မလုံနိုင်ဘူးလေသူကနင်းကိုစိုးမချက်လို့စိတ်တော်နေရတော့ဟုတ်ပါမေကိုတူးဆိုတဲ့ကောင်မလွယ်တဲ့ကောင်လေးသူတို့ကိုကြည့်ရတာဘိုးတင်တို့ငငယ်တုန်းကလိုပဲတကယ်ကောင်လေးတွေဟုတ်တယ်မေလူတွေကတော့ကြက်ကလေးတွေစိတ်ထားလေးတွေကတော့မစိုးပါဘူးကိုဝင်ဦးတို့တာမီနှစ်ယောက်ဟာစုံဝပိုးတဲ့ကိုတူအကြောင်းကိုပြောပြီးနောက်ငွေရောင်ဘောစွန်းကြိုင်အတွင်းကိုစွန်းနဲ့စွန်းဟင်းများကိုထည့်ပြီးတော့အိမ်အောင်တန်းလျာမှာရှိတဲ့ဇပွဲခုံမှာတင်ထားလေမကြတဲ့အချိန်မှာတော့ကိုတူပြန်ရောက်လာပြီးဇပွဲခုံဘောကစွန်းကြိုင်ကိုခွဲတောင်းတဲ့ထည့်ပြီးကိုဝင်ဦးတို့တာမီကိုနှုတ်ဆက်ကထွက်သွားလေအဲဒီခါမှကိုဝင်ဦးဟာသူ့ရဲ့ထုံးစံအတိုင်းမျက်နှာလေးမျက်နှာထားနဲ့သူ့အိမ်မက်အကြောင်းနဲ့မနက်ခင်းသွားကြည့်တဲ့အချိန်မှာတွေ့ရတဲ့ငွေတင်ကနေဆေးမြစ်တို့ကိုမိခင်ဖြစ်သူထံပေးပြီးတော့ပြောပြလေအဲဒီခါမိခင်ကြီးမှာအံ့ဩနေတဲ့မျက်နှာနဲ့နင်တကယ်ကြီးတွေ့တာပေါ့ဟုတ်တယ်မေဒီဒင်းကားတွေကငွေအစ်စ်တွေမလားဟုတ်တော့တယ်နောက်မှမင်းနောင်ကိုပြကြည့်ပေါ့သူကဆက်ဆက်ဆူဆူရှိတယ်ရော့အမေပဲတင်ထားပြီးတော့မင်းနောင်ကိုရောင်းခိုင်းလိုက်အိမ်မက်ထဲမှာလေဟိုဘိုးတော်ကအမေသုံးဖို့ပေးတာလေပြီးတော့ဒီဆေးမြစ်ကအတော့အစွမ်းချက်တယ်ပြောတယ်ခဏမေကျုပ်ကြောက်ပြန်သွားယူလိုက်အောင်မယ်ကိုဝင်းဦးမှာပြောဆူဆူအိမ်ပေါ်တက်သွားပြီးတော့တနခါကြောက်ပြန်တဲ့ရေခွက်ကလေးယူထားလေအဲ့နောက်သူဟာဇပွဲခုံပေါ်ကြောက်ပြန်ကိုတင်လိုက်ပြီးနောက်သူ့ရဲ့အမေလက်ထက်ကဆေးမြစ်ကိုယူပြီးသွေးလိုက်တယ်ဆေးမြစ်နဲ့ကြောက်ပြန်ထိတွေ့တဲ့အချိန်ကိုဝင်းဦးရဲ့လက်မှာအေးမြလို့သွားပြီးတော့အမွေးရနံကလေးများတင်းလာသလိုထွက်လာလိုက်အနှစ်များမှလည်းရွှေဝါရောင်များဖြစ်လေကိုဝင်းဦးဟာညာဘက်လက်နဲ့သွေးထားတဲ့ဆေးမြစ်အနှစ်များကိုယူလိုက်ပြီးတော့မိခင်ဖြစ်သူရဲ့ခြေစစ်လက်စစ်တို့နဲ့ညောင်းကိုက်တဲ့ခြေလက်များကိုလိမ့်ကြံပေးလိုက်တယ်အေးများတဲ့အထီးတွေကြောင့်ကိုဝင်းဦးရဲ့မိခင်ကြီးမှာအံ့ဩလျက်ကိုဝင်းဦးကိုစကားဆိုလေဝင်းဦးအေးနေရပဲတော့အေးတာလေးကတမျိုးလေးအေးမြမြလေးနေလို့တော့ကောင်းတယ်ဟုတ်တယ်အမေမှတ်ထားနော်ဒီဆေးမြစ်ကိုလေဘသူကိုမှပေးမသုံးရဘူးကျုပ်ကိုမှားထားတယ်တယောက်နဲ့တယောက်ကံမတူတော့အမေကပျောက်ဝင်မဲ့တခြားတယောက်ကပျောက်ခြင်းမှပျောက်မှာတဲ့ဟုတ်လားအဲ့လိုတော့မှားတာလားဟုတ်တယ်ကဲခဏမေကျုပ်ပရိတ်ရသွားယူလိုက်အောင်မယ်အမေလက်နဲ့တို့ပြီးတော့30စားထားဒီဆေးအနှစ်တွေစားရမှာလားဟုတ်တယ်30တဲ့ရှာမှာတို့လိုက်ပေါ့မေအေးကိုဝင်းဦးဟာမိခင်ကြီးကိုဆေးလိမ်ပေးပြီးနောက်သူ့ရဲ့လက်တို့ကိုပြောင်းဆင်အောင်ဆေးကြောလိုက်ကဖျားစင်မှာအိုးကလေးနဲ့ထည့်ထားတယ်ပရိတ်ရအိုးလေးကပရိတ်ရတို့ကိုဖလားတစ်လုံးနဲ့ခတ်ယူလာပြီးမိခင်ဖြစ်သူထံအမြန်လာပြီးတော့ပေးလိုက်တယ်အမေဆေးတို့ပြီးပြီလားတို့ပြီးပြီအဲ့ဒါဆိုပရိတ်ရတော့အေးနင်ပြောလို့သာလုပ်ရတာယုံတော့မယုံတော့ပဲတောက်ကြည့်စမ်းပါမေရဲ့ကိုဝင်းဦးရဲ့မိခင်ဟာတားဖြစ်သူစကားကြောင့်ပရိတ်ရကိုတောက်လိုက်ပြီးနောက်ထူဆန်းအံ့ဩနေတဲ့မျက်နှာနဲ့တားဖြစ်သူကိုဝင်းဦးကိုကြည့်လေတယ်အမေဘာဖြစ်လို့လဲမင်းမျက်နှာတစ်မျိုးပဲရင်ထဲမှာအေးသွားတာပဲတော်တော်နေလို့ကောင်းတယ်ချက်ချင်းကြီးကိုပေါ့ပါသွားသလိုဖြစ်သွားတာဘယ်လိုမျိုးလဲအမေအစလေငါကောင်းတွေနောက်ကြည့်ဖြစ်နေတာအခုချက်ချင်းကြီးကိုခေါင်းနောက်တာပျောက်သွားတယ်ပြီးတော့မျက်လုံးဝါးနေတာလည်းပျောက်သွားတယ်ဟဲ့အမေတကယ်ပြောနေရတကယ်ပေါ့ဟာကိုဝင်းဦးရဲ့မိခင်ကြီးဟာပြောဆိုတန်လျာမှာထိုင်နေရကနေမတ်တက်ရပြီးအိမ်ဝိုင်းတစ်ပတ်ခက်မြက်မြက်လမ်းလျှောက်ပြီးတော့သူ့ရဲ့လက်နဲ့ခြေတို့မယုံနိုင်စွာကြည့်နေမိတယ်သူမရဲ့အနောက်မှာပါလာတဲ့သားဖြစ်သူကိုဝင်းဦးကိုမျက်ရည်ဝိုင်းနေတဲ့မျက်နှာနဲ့ဝမ်းသာအားရစကားဆိုတယ်ဝင်းဦးငါအစ်စ်တွေနာတာကြိုက်တာတွေလုံးဝမရှိတော့ဘူးငါအသက်40လောက်တုန်းကနေရထိုင်ရတယ်လို့နေလို့ထိုင်လို့ကောင်းနေတယ်လမ်းလျှောက်တာလည်းပေါ့ပါလိုက်တာအေးအဲ့ဒါဆိုအမေနေကောင်းသွားပြီပေါ့ဟုတ်တယ်ငါတကယ်နေကောင်းသွားပြီဝမ်းသာလိုက်တာဖရားတဲ့ကြမလားပဲမဟုတ်ဘူးနင်ပြောပုံရဘိုးတင်တို့နဲ့လိုက်မှာမို့လို့နင်ကိုနောက်ဆံမတင်အောင်ကူညီတာဖြစ်မယ်ငါသားကြီးအခုလိုပဲစိတ်ထားဖြူဖြူစင်စင်နဲ့သူ့တစ်ပါးကိုကူညီကြလားစိတ်ထားကောင်းရင်ကံကောင်းတယ်ဆိုတာဒါကိုပြောတာဖြစ်မှာစိတ်ချပါမယ်ကျုပ်မအေးမြင့်ကိုတေချာကူးဆိုင်ပါမယ်ငါသားကြီးအကြောင်းကိုအမေသိဆုံးပါကဲဘိုးတင်တို့စီသွားလိုက်အောင်သူတို့ဘယ်တော့ပဲအချိန်ခီးစားထွက်မယ်ဆိုတာမေးလိုက်အောင်ဟုတ်မေစင်းမြင့်တဲ့ဒန်းကားတွေအမေတေချာသိမ်းထားတော့အမေတခြားသူတွေကိုလည်းရှောက်ပြောမနေနဲ့အောင်အေးပါကိုဝင်းဦးဟာဝမ်းမြောက်ဝမ်းသာနဲ့မိခင်ဖြစ်သူကိုမှားချလိုက်ပြီးတဲ့အခါမှာမနေ့စာပဲမစားတော့ပဲဘိုးတင်တို့ရှေ့ရောက်ထွက်ခဲ့လိုက်ပါလေတော့ဘိုးတင်ရဲ့နေအိမ်မှာတော့ဘိုးတင်တယောက်တည်းသာရှိနေပြီးတော့လိုအပ်တဲ့အသုံးဆောင်များကိုအိမ်ထဲမှာစီရင်လို့နေပါလေမကြားတဲ့အချိန်မှာတော့အိမ်ရှိကနေခေါ်တန်ထွက်ပေါ်လာ၍
အိမ်ရှိကိုဘိုးထင်တယောက်ထွက်လိုက်ပါလေသူမြင်တွေ့ရသည်မှာကိုမြာကြီးဖြစ်ပါလေကိုကြီးမြာကြီးအသေးတန်ဘာလို့ခေါ်နေရတော့ဗျာမင်းကိုပြောစရာရှိလို့ဘာပြောမှလဲဗျဟဲ့ကောင်ညာတော့ကလေငါအိမ်မက်မက်လို့ဟာအိမ်မက်မက်တာပဲဘာဆန်းလို့လုံးဗျဆန်းတာပေါ့ကွာငါဖြစ်လေအခုလိုထင်းထင်းရှားရှားအိမ်မက်တခါမှမမတ်ဖူးဘူးဟာဘာလို့မက်လို့တော့ကြပြောစမ်းမအောင်လာထိုင်ကွာငါပြောမယ်ကိုမြာကြီးဟာပလက်ကလက်ထိုင်မှာထိုင်လိုက်တယ်လို့ဘိုးထင်ဟာလေကိုပြက်မှာထိုင်လိုက်ပါလေကိုမြာကြီးမှာသူ့ရဲ့အိမ်မက်အကြောင်းကိုပြောမယ်ကြံတဲ့အခါမှာအိမ်ဝိုင်းလေးကိုဝင်းဦးဝင်လာတာကြောင့်မပြောဖြစ်ပဲသူတို့နှစ်ယောက်ဟာကိုဝင်းဦးကိုနှုတ်ဆက်လိုက်ကြတယ်ဝင်းဦးစိုးစိုးစီးစီးပါလားကွာကိုမြာကြီးလည်းစိုးကြီးပါလားဟုတ်တယ်ငါအိမ်မက်အကြောင်းကိုဘိုးထင်ကိုပြောမလို့ရောက်လာအိမ်မက်အကြောင်းပြောမယ်ဟုတ်လားကျုပ်လည်းအိမ်မက်အကြောင်းပြောမလို့ရောက်လာတာကိုဝင်းဦးမှာထုံးစံအတိုင်းနွဲ့နွဲ့နဲ့ပြောလေကိုဝင်းဦးရဲ့စကားကြောင့်ဘိုးထင်မှာအံ့ဩသွားပြီးတော့ခမရတို့ကတိုက်ဆိုင်လာ ਈ လားနှစ်ယောက်လုံးအိမ်မက်မက်တယ်ဆိုတော့နင်တို့နဲ့လိုက်မှာမို့လို့အိမ်မက်ပေးတာနေမယ်ငါ့ကိုအိမ်မက်ပေးတာနင်တို့အိမ်မှာနေတဲ့မုတ်စိတ်ဖြူဟာမုတ်စိတ်ဖြူဟာကိုကြီးဝင်းဦးကိုအိမ်မက်ပေးတယ်ဟုတ်တယ်အိမ်မက်တယ်မကောက်ငွေတင်က9ပြားနဲ့ဆေးမြစ်ပါပေးတာအခုငါအမေရလေအဲ့ဒီဆေးမြစ်ကြောင့်နေကောင်းသွားပြီဟာဟုတ်လားထူးဆန်းလိုက်တာဗျာအေးဟဲ့ကိုဝင်းဦးဟာသူ့အိမ်မက်အကြောင်းနဲ့မနေ့ခင်းကသူကြုံတွေ့ခဲ့ရတဲ့ဖြစ်ပျက်များကိုဘိုးထင်နဲ့ကိုမြာကြီးကိုပြောပြလေကိုဝင်းဦးစကားဆုံးတဲ့အခါမှာကိုမြာကြီးဟာလည်းဥကောင်းကိုညှိပြီးတော့စကားဆိုလာပြန်တယ်ငါလည်းအဲ့လိုထင်းထင်းရှားရှားကြီးကိုမှတ်တာငါအိမ်မက်ကိုမင်းတို့ပြောပြမယ်ပြောလေကိုမြပြောမယ်ထူးထူးဆန်းဆန်းညာတော့ဖျားရှိကိုအိတ်တယ်မအိတ်ခင်ငါလည်းညီမလေးနဲ့ညားကြလို့ရှင်မိသားစုဘဝဘယ်လိုတိဆောက်မယ်ဆိုပြီးတော့စိတ်ကူးရှင်လိုက်သေးတယ်ကွာအိမ်မက်အကြောင်းပဲပြောပါလားကိုကြီးမြကြီးရေပြောမှာပါကွာမအိတ်ခင်လေးစိတ်ကူးရှင်တာလေးတော့ပြောပြရစီကွာကဲပြောတော့အဲ့ဒါနဲ့လေငါအိပ်ပျော်သွားတဲ့အချိန်ပေါ့ကွာကိုမြကြီးဟာအဲ့လိုစကူးတန်းလိုက်ပြီးနောက်သူ့ရဲ့ထူးဆန်းတဲ့အိမ်မက်အကြောင်းကိုပြမထိုင်နေတဲ့ဘိုးထင်တဲ့ကိုဝင်းကိုပြောပြလိုက်ပါလေကိုမြကြီးတယောက်သူ့ရဲ့အိမ်အောက်မှာရွာကကာလာသားများနဲ့စကားပြောဆိုညင်းကုန်ပြီးနောက်လူကွဲသွားတဲ့အချိန်မှာအိမ်ဘော်ကိုတက်ပြီးအိပ်ဖို့အတွက်ပြင်လေတယ်ဘုရားဆောင်မှာထွန်းညီထားတဲ့စီမီဘက်ကိုကြည်ရင်မြတ်စွာဘုရားဆင်းတုတော်ကိုကြီးညိုစိတ်များဖြစ်ပေါ်ပြီးနောက်ဥချကြောလိုက်တယ်တပတ်မှာတရက်တောင်မှဘုရားမရှိခိုးတဲ့ကိုမြကြီးမှာဒီနေ့မှာတော့ရှ िख ိုးခြင်းစိတ်များဖြစ်ပေါ်နေပြီးတော့ရှ िख ိုးလိုက်ခြင်းဖြစ်ပါတယ်အဲ့နောက်သူဟာအိယာဝင်လိုက်ပြီးနဖူးပေါ်လက်တင်ကသူ့ရဲ့ဘဝရှေးရဲ့အတွက်တွေးတောလို့နေပါတယ်သူ့ရဲ့စိတ်ထဲမှာတော့မအေးမြဲနဲ့သူမင်္ဂလာဆောင်ပြီးတဲ့ခါမှာကလေးနှစ်ယောက်အမြန်ယူမယ်ကလေးများကြည်လာပြီးတော့ရှင်ပြုတ်အလူကိုအကြီးကျယ်ဆုံးလုပ်မယ်အဲ့နောက်မအေးမြဲရဲ့မိခင်ဖြစ်သူကိုအိမ်ကိုခေါ်ပြီးမိခင်အရင်ကဲ့သို့စောင့်ရှောက်မယ်လို့တွေးရင်းနဲ့မဖြစ်လာသေးတဲ့ကိစ္စများကိုစိတ်ကူးရင်နဲ့အိပ်ပျော်လို့သွားတယ်မကြားတဲ့အချိန်မှာတော့တကားဖွင့်တဲ့နဲ့အတူလူတစ်ယောက်အိမ်ပေါ်ကိုတက်လာပြီးတော့အိတ်နေတဲ့ကိုမြကြီးအနားမှာမတ်တက်ရက်ပြီးတော့နှိုးလေတယ်ကိုမြကြီးကိုမြကြီးထကိုမြကြီးတယောက်နှိုးတန်ကြောင်းမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအမောင်ထဲမှာမအေးမြဲရဲ့ရုပ်သွင်းမှာမီးညံထိုးထားတဲ့အလားရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတယ်အဲ့ဒီအတွက်အန်အော်တကြီးနဲ့ကိုမြကြီးမှာအတန်တုံတုံရင်နဲ့စကားဆိုတယ်ညီမလေးအကိုကြီးအိမ်ပေါ်ဘယ်လိုလုပ်ပြီးရောက်လာလဲအကိုကြီးမင်းတုံထိုးထားပါလေအဲ့ဒါတွေနောက်မှပြောအကိုကြီးကျမကိုချစ်လားဘယ်လိုပြောလိုက်တာလဲညီမလေးရဲ့မေးဖို့ကိုမလိုအဲ့ဒါဆိုညီမလေးနောက်ကိုလိုက်ခဲ့မအေးမြင့်မှာအဲ့လိုပြောပြီးကိုမြကြီးအနားကနေပြီးတော့အိမ်အောက်ကိုဆင်းသွားတယ်ကိုမြကြီးဟာလဲဥကောင်းကိုကုတ်ပြီးတော့တခြားမြည်သည့်အကြောင်းမှမတွေးတော့ပဲအိမ်အောက်ကိုဆင်းကမအေးမြင့်နောက်ကိုလိုက်သွားလေတယ်မအေးမြင့်ဟာမှောင်နေတဲ့လမ်းမှာသူမတယောက်တည်းသာလင်းနေတဲ့အခါမှာကိုမြကြီးတယောက်အံ့ဩနေပေမဲ့တခြားမြည်သည့်အကြောင်းမှမတွေးပဲခက်မမြန်လိုက်သွားလေတယ်မကြားတဲ့ချိန်မှာတော့မအေးမြင့်ဟာပေပင်ရွာကနေထွက်ပြီးတော့ရွာပြန်မှာရှိတယ်ညောင်ပင်တပင်အောက်မှာမတ်တရက်နေပြီးကိုမြကြီးကိုစောင့်ဆိုင်လို့နေပါသူညောင်ပင်အောက်ကိုရောက်ရှိသွားတာနဲ့အမောင်တဲကနေလင်းနေတဲ့မအေးမြင့်မှာအပင်ကိုကြောမိပြီးတော့ကိုမြကြီးကိုမျက်လုံးရွယ်ကြီးများနဲ့ကြည့်ပြီးတော့အကိုကြီးဘာလုပ်နေရလဲလာလေဘယ်သူမှမရှိဘူးနှစ်ယောက်တည်းကိုမအေးမြင့်ရဲ့မြူဆွဲနေတဲ့စကားမြူဆွဲနေတဲ့အတန်တို့ကြောင့်ကိုမြကြီးတယောက်လေချောင်းများ၆တဲ့အထိကိုစိတ်လှုပ်ရှားလို့နေပါတယ်သူ့မဲ့သူ့ရဲ့စိတ်ထဲမှာတော့တွေးတောခဲ့တဲ့အတိုင်းတောင်းရမယူရမချင်းအခွင့်အရေးမယူဘူးဆိုတဲ့စိတ်ကိုလက်ကင်ထားလိုက်ပြီးတော့မအေးမြင့်ကိုတုံတုံရင်နဲ့စကားပြန်ဆိုတယ်ညီမလေးအကိုကြီးအဲ့လိုမျိုးတွေအခွင့်အရေးမယူခြင်းဘူးဘာလဲအကိုကြီးကယောက်ျားမဟုတ်ဘူးလားမိန်းမသားတယောက်ကအရှက်သိက္ခာကိုမငဲ့ပဲလာတာတော့မှအကိုကြီးကဒီလိုပဲပြုတ်မှုတော့မှာလားမဟုတ်ဘူးညီမလေးကမိကောင်းဖခင်သားသမီးတယောက်အကိုကြီးလည်းမိ
မိဘမရှိတော့ဘူးဆိုပေမဲ့မိကောင်းဖခင်သားသမီးပဲအခုလည်းမလုပ်သင့်ဘူးညီမလေးလည်းအခုလည်းမလုပ်သင့်ဘူးဘာဖြစ်တာလဲအကိုကြီးက6နေရလားတော်တော့ညီမလေးအိမ်ကိုပြန်တော့သူများတွေမြင်ရင်မကောင်းဘူးညီမလေးသိခါကြလိမ့်ဘာလဲသူတော်ကောင်းရောင်ဆောင်နေရလားအကိုကြီးမလိုက်ညီမလေးလာခဲ့မယ်မအေးမြဟာအဲ့လိုပြောပြီးညောင်ပင်မှာကြောကက်ထားရကနေကန်ရွက်ကလေးရနဲ့ကိုမြားကြီးထံကိုတဖြည်းဖြည်းတိုးလာလေအဲ့နောက်မအေးမြဟာသူမရဲ့လက်ချောင်းလေးနဲ့ကိုမြားရဲ့ရင်ဘတ်ကိုမူနွဲ့ပြီးတော့တိုးထိလိုက်ပြီးအကိုကြီးအခုတော့မငင်းနိုင်တော့ဘူးမလားမအေးမြရဲ့စကားကြောင့်ကြောင်ငင်းနေတဲ့ကိုမြားကြီးမှာနောက်ကိုကမန်းကနန်းဆုပ်လိုက်ပြီးတော့မသိတော့ပါဘူးအကိုကြီးသွားတော့မယ်ဘယ်သွားမှာလဲအိမ်မဲပြန်တော့မှာညီမလေးကိုတယောက်တည်းထားပြီးတော့သွားတော့မယ်ပေါ့အကိုကြီးထွက်သွားရင်ညီမစိတ်ဆိုးမှာနော်ကိုမြားကြီးနောက်ဆုတ်သွားလေမအေးမြရှေ့ကိုတိုးလာလေနဲ့ညောင်မြအောက်ကနေပြီးတော့အပြင်ကိုရောက်လာခဲ့အဲ့နောက်ကိုမြားကြီးဟာတပြန်တစ်ချက်ကိုချပြီးတော့စိတ်ဆိုးလဲဆိုးတော့ကွာနောင်ကြရင်အကိုကြီးစေတင်တာကိုညီမလေးနားလေလိမ့်မယ်ကိုမြားကြီးဟာအဲ့လိုပြောပြီးနောက်မအေးမြကိုကြောခိုင်းပြီးတော့လှည့်ထွက်လိုက်ချိန်မှာသူကြောခိုင်းလိုက်တယ်မအေးမြထံကနေသဘောကျစွာရီမောတဲ့အတန်ထွက်ပေါ်လာလေဒါအပြင်သူ့ကိုစကားပြောနေတဲ့အတန်မှာမအေးမြရဲ့လေတံမဟုတ်တဲ့အတွက်နောက်ကိုခြာခနဲ့လှည့်ကြည့်လိုက်တယ်သူမြင်တွေ့လိုက်ရသည်မှာအမောင်ထဲမှာလင်းနေတဲ့အမဲရောင်ထမိန်နဲ့ရင်ပုံအင်ဂျီကိုဝတ်ဆင်ထားလိုက်မိမပြောလေးတယောက်ဖြစ်ပါတယ်စပင်တို့မှနတ်မောင်ရှည်လျားပြီးတော့ညနာနဲ့အတော့ကိုလိုက်ဖက်ပေးတယ်ကိုမြားကြီးမှာအဲ့ဒီမိမပြောလေးကိုငေးကြည့်နေတဲ့အချိန်မှာမိန်းကလေးကထပ်ပြီးတော့စကားဆိုတယ်ငါနင်းစိတ်ကိုစမ်းတက်လိုက်တာပဲနင်းတမားကြီးအားတော့ကောင်းတာပဲနင်းကဘာလို့ငါမဟူရတေဝေးပဲငါ့ကိုလှဲပေါ်မှာလဲပဲနေတာနင်းပေါ့ဟုတ်တယ်အခုနင်းငါညမလေးကိုမလုပ်လိုက်တာလေစိုးရင်ကြည်မေးနေတဲ့ကိုမြားကြီးကိုမဟူရတေဝေးအမိရတဲ့မိမပြောလေးဟာရီမောလိုက်ပြီးတော့နင်းကတကယ်လို့ထင်နေတာကိုအခုချိန်ဟိုတယောက်ကအိမ်မှာအိတ်နေရောပေါ့နင်းကအခုလိုမြူဆွဲမယ်လို့တကယ်ထင်နေရလားအဲ့ဒါဆိုဒါပါလေနင်းဘိုးထင်တော့နဲ့လိုက်လို့ရမရငါစမ်းတတ်တာနားမလဲဘူးအခုကအိမ်မက်တစ်ခုပဲကဲနင်းကစိတ်ကိုနိုင်တဲ့သူဆိုတော့ငါတို့ကိုလိုက်ဖို့ငါခွင့်ပြုတယ်နင်းစိတ်အခုလိုပဲတီတီငြိမ်ငြိမ်ဖြစ်ပါစေဖောက်ပြန်လို့ကတော့နင်းတက်နဲ့နင်းခံတာမြဲမယ်မထင်နဲ့မဟူကြသေးဘူးဆိုတဲ့မိမပြောလေးဟာအဲ့လိုပြောပြီးညလုံးများမဲနဲ့လာကကိုခန္ဓာကနဲ့အခိုးငွေများထွက်လာပြီးတော့ပုံမှန်ချောမောလှပတဲ့အသွင်ပြောက်ပြီးကိုမြားကြီးရဲ့ညနေချင်းဆိုင်ကိုပြုံးခနဲ့ရောက်လာလေတဲ့ခါမှာကိုမြားကြီးတယောက်ကြောက်အားလန့်အားနဲ့နောက်ကိုခုန်ဆုပ်လိုက်တဲ့အချိန်မှာအဲ့ရနေဖြတ်ခနဲ့နိုးလာလေတော့အဲ့ဒါပဲကွာငါအိမ်မက်တာအဲ့ဒါပဲကိုကြီးမြားကြီးပြောပုံရဆိုရင်တော့မအေးမြင့်ကိုလေးကမဟူရတေဝီကစမ်းသက်တာပဲဗျအခုလိုအစဉ်ပြေသွားတော့လေကောင်းတာပေါ့ဗျအဲ့ဒါဆိုငါလိုက်လေပြဿနာမရှိတော့ဘူးပေါ့ငါလေပြဿနာရှိမှစိုးရိမ်နေတာဒီပုံစံတိုင်းဆိုရင်တော့ပြဿနာမရှိတော့ပါဘူးအဲ့ဒါဆိုကျုပ်တို့တပတ်ခါလောက်ခီးစားထွက်တာပေါ့ဟိုကောင်တွေရောမတွေ့ပါလားကိုမြားကြီးမှာဘိုးထင်ကိုကြံတဲ့ပေတူးနဲ့တာအေးကိုမေးလိုက်တဲ့အခါမှာဘိုးထင်ကသူတို့အစားအသောက်တွေစုနေရလေဗျာအချောက်ချမ်းတွေလုံနေရဆိုလားဗျအေးအဲ့ဒါလေကောင်းတာပဲငါတော်မလေမညိုကြီးကိုဝတ်သားကြောက်လှမ်းပြီးတော့ကြော်ခိုင်းထားတာလန်ခီမှာညီမလေးအစားအသောက်ဒုက္ခများနေမှာစိုးလို့လေကိုမြားကြီးကအဲ့လိုပြောလိုက်တဲ့အခါမှာကိုဝင်းဥဟာကိုမြားကြီးကိုမျက်လုံးပေကလက်နဲ့ကြည့်လိုက်ပြီးတော့ကိုမြညီမလေးဆိုတာတို့ပြောတာလားယင်ဝင်းဥရာစိတ်တွေကုန်လိုက်တာမင်းကလေရုပ်ချမ်းကြီးနဲ့လာနှွဲပြနေပြန်စတာပါကိုမြရာကျုပ်တို့ကလေဘဝကံအကြောင်းသာ6တာအဲ့လိုတွေစိတ်ကိုမဝင်စားဘူးနင်းအကြောင်းသိပါလေဝင်းဥရာအဲ့ဒါကြောင့်လေငါတို့နင်းကိုဘယ်တော့မှခွဲခြားလုပ်လို့လေပြောပြတာပါတကယ်ထင်တယ်မှာဆိုလို့အဲ့ဒါဆိုလဲကျုပ်လည်းပြန်အောင်မယ်တပတ်ကသွားမှာတော့ဘိုးထင်ဟုတ်တယ်ကိုကြီးဝင်းဥအေးအဲ့ဒါဆိုလဲငါသွားပြီကိုဝင်းဥဟာကိုမြကြီးနဲ့ဘိုးထင်ကိုနှုတ်ဆက်ပြီးတော့ပြန်သွားလေအဲ့နောက်ကိုမြကြီးနဲ့ဘိုးထင်ဟာလေသူတို့တပတ်ကသွားမဲ့ခီးစဉ်အတွက်လိုအပ်တာများကိုဆွေးနွေးတိုင်ပင်နေကြပါလေရော